မင်္ဂလာပါကလေးတို့ရေဒီနေ့ပြပြမယ့်ပုံမြင်လေးရဲ့နာမည်ကဒုက္ခပေးမယ် virus များကျွန်တော်တို့ကတော့ virus လေးတွေပေါ့ကျွန်တော်တို့ကလူတွေတဲ့တိတ်နေချင်တာလေဘာဖြစ်လို့လဲသိလားလူတွေကိုနေမကောင်းအောင်အရန်လုပ်ချင်လို့ပဲကျွန်တော်တို့တွေအများဆုံးနေတာကတကားလက်ကင်တို့လေကားလက်တန်းတို့ဓာတ်လေကားတို့ဈေးဆိုင်ကကောင်တာစပွဲတွေပြီးတော့ဘတ်စကားပေါ်ကလက်ကင်တန်းတွေပေါ့ကျွန်တော်တို့တွေအဲ့ဒီပေါ်မှာနေပေမဲ့ကြာနေလို့မရအောင်လူတစ်ယောက်ယောက်ကိုယ်ကိုတရက်နှစ်ရက်နေမှမရောက်ရင်သေမှာအဲ့လိုဆိုတော့အဲ့ဒီပစ္စည်းတွေကိုလာကင်တဲ့လက်တွေပေါ်အမြန်တက်လိုက်ရတာပဲကျွန်တော်တို့ကအမြဲဘသူစီပဲလို့သွားရမလဲဆိုတာချောင်းနေတာပေါ့ပြောရင်ဆိုရင်ပဲဆိုင်ကောင်တာပေါ်ကကျွန်တော်တငယ်ချင်းတယောက်အကိုကြီးတယောက်နဲ့ပါသွားပြီဟာဒါပေမဲ့အဲ့တငယ်ချင်းကမကောင်းပါဘူးဗျာဆိုင်ထဲကအထွက်မှာပဲအဲ့ဒီကိုကြီးကလက်တန့်ဆေးရည်နဲ့လက်ကိုတုပ်လိုက်တယ်ကျွန်တော်တငယ်ချင်း virus သေသွားပြီဟောပြောရင်ဆိုရင်ကျွန်တော်နေတဲ့ဆိုင်ရဲ့တကားလက်ကင်ကိုအန်တီကြီးတယောက်လာကင်ပြီသူ့လက်ပေါ်ကတ်လိုက်အောင်မကျွန်တော်အဲ့ဒီအန်တီရဲ့လက်ပေါ်ကိုတက်လို့မရလိုက်ဘူးဒါပေမဲ့ကျွန်တော်တငယ်ချင်းတယောက်တော့ပါသွားပြီကျွန်တော်တငယ်ချင်းကအဲ့ဒီအန်တီကြီးနေမကောင်းဖြစ်အောင်လုပ်ဖို့ကြိုးစားလိမ့်မယ်ပြောရင်ဆိုရင်ကလေးတယောက်တကားကိုထပ်ပြီးလာဖွင့်ပြန်ပြီဒီအခွင့်အရေးကိုလက်လွတ်လို့မဖြစ်ဘူးသူ့လက်ပေါ်အမြန်တက်လိုက်မှာပဲယေးအောင်မြင်ပြီကွာပြောရအောင်မယ်ကျွန်တော်တို့ကလူတွေကိုဒုက္ခပေးချင်တော့တအားစိတ်ရှိရတာသူ့လက်ပေါ်ရောက်ပြီမဲ့သူ့ကိုယ်တွေကိုဝင်လို့မရမချင်းသူ့ကိုဒုက္ခပေးလို့မရဘူးသိလားဒီတော့ကျွန်တော်ရောကျွန်တော်တငယ်ချင်းတွေရောသူတို့မျက်လုံးနှာခေါင်းပါးစပ်တွေကိုကင်တွယ်ဖို့ပုတ်ဖို့ထပ်ဆောင်ရအောင်ပါအဲ့ဒီကနေမှအဲ့ဒီလူတွေရဲ့ကိုယ်တွေကိုဝင်လို့ရတာလေအိုးဝမ်းသာစရာပဲကလေးကလက်ကိုပါးစပ်ထဲထည့်တော့မယ်အိုးဟိုဟိုသူ့လက်ကပါးစပ်နာရောက်ပြီတတာနောက်တွေ့မယ်ဗျို့ကျွန်တော်ကတော့သူ့ထဲရောက်ပြီဆိုတော့သူ့ကိုနေမကောင်းဖြစ်အောင်လှုပ်လိုက်အောင်မယ်ဟာဟာဟာဒီနေ့ပုံမြင်လေးကတော့ဒါပါပဲเนาะအခုမိကုန်းလေးတွေမေးမယ်တတိချာချာ queue စိုက်ပြီးဖြေကြရအောင်ပထမဆုံးမိကုန်းက virus တွေကဘယ်နေရာတွေမှာအနေများလဲဟုတ်ပြီဒုတိယမိကုန်းအကူကြီးပေါ်ရောက်သွားတဲ့ virus ကဘာလို့တည်သွားတာလဲနောက်ဆုံးမိကုန်းဖြေရမယ့်အချိန်လေးရောက်လာပါပြီတတမီမီတို့နဲ့စကားပြောနေတဲ့ virus ကရောဘာလို့ကလေးလေးရဲ့ကိုယ်တွေကိုဝင်လို့ရသွားတာလဲဖြေလေးတွေအားလုံးဖြေပြီးသွားပြီဆိုတော့ကျေးဇူးအများကြီးတင်တယ်နော်အဲ့ဒီတော့ virus လေးတွေကဘယ်လိုနေရာမှာရှိလဲဆိုတာလည်းသိသွားပြီ virus လေးတွေကခန္ဓာကိုယ်တွေကိုဘယ်လိုမျိုးကနေဝင်လဲဆိုတာလည်းသိပြီဆိုတော့ virus တွေကိုခန္ဓာကိုယ်ရဲ့မရအောင်ကလေးလေးတွေတယောက်စီတိုင်းကကိုယ်ကာကွယ်ရမယ်နော်အဲ့ဒါကြောင့်မလို့လက်ကိုနှာခေါင်းတို့ပါးစပ်တို့မျက်လုံးတို့နာကိုမပို့ရဘူးမကင်ရအောင်เนาะပြီးတော့လက်ကိုခဏဆေးရမယ်လက်ဆေးဖို့မရှိလို့ရှိရင်လက်တန့်ဆေးရည်လေးတွေကိုသုံးပြီးတော့မှလက်ကိုတန့်စင်ရမယ်เนาะဟုတ်ပါပြီဒီနေ့တော့ဒီလောက်ပါပဲနောက်တစ်ခေါက်ပြန်တွေ့ပါမယ်တတာ